ဗန်ရဲ့ပထမဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုတက်ဆုရိုတိုင်ရာနဲ့ပွဲတီပေးထားတယ်လို့သတင်းတွေထွက်ပေါ်ပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျ Red Bull Talk ကတင်ဆက်နေပါတယ် UFC ရဲ့ Flyweight တန်းမှာအချိန်ဟုန်ပြင်းဆုံးတက်သစ်စကျေပွင့်တစ်ပွင့်ဖြစ်တယ်လို့လက်ရှိချန်ပီယံလည်းဖြစ်တဲ့ဗန်နဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့ကောလာဟာလာကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ် UFC 327မှာဗန်နဲ့ဂျပန်ကျေပွင့်တက်ဆုရိုတိုင်ရာတို့တွေ့ဆုံနိုင်တယ်ဆိုပြီးကောလာဟာလာသတင်းတွေထွက်ပေါ်လာပါတယ်မန်နက်ကပ်နဲ့ဗန်တို့ကလူမှုကွန်ရက်တွေမှာအပြန်အလှန်စကားစစ်ထိုးနေတာကြာပါပြီပရိသတ်တော်တော်များများကဒီနှစ်ယောက်ရဲ့ပွဲကိုစောင့်မျှော်နေကြတာပါဒါမဲ့ Crazy Kelvin ရဲ့သတင်းအရ UFC ဘက်က UFC 326ရဲ့ကိုမိန် event အဖြစ်ကမ်းလှမ်းတာကိုမန်နက်ကပ်ဘက်ကညင်းဆိုခဲ့တယ်လို့သိရပါတယ်ဒီတော့ UFC ရဲ့လုံထုံးလုံနည်းအရအခွင့်အရေးကိုညင်းပယ်ရင်နောက်တစ်ယောက်ကိုလွှဲပေးလိုက်ခြင်းဆိုတဲ့သဘောတရားအတိုင်းပဲတိုင်ရာနဲ့ဗန်ကိုပွဲတီပေးလိုက်ပြီလို့ဆိုပါတယ်မန်နက်ကပ်ကလက်စွမ်းထက်ပြီးမဲ့ဗဇက်စွမ်းကပိုချက်နေတာကြောင့်တကယ်အခွင့်အရေးကိုလက်လွတ်လိုက်တာကသူ့ရဲ့ချန်ပီယံအိမ်မက်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားနိုင်ပါတယ်တိုင်ရာကလက်ရှိ UFC Flyweight တန်းမှာရှုံးပွဲမရှိစံချိန်နဲ့အတူတက်လာတဲ့ကစားမဖြစ်ပါတယ်သူရဲ့ grappling စွမ်းနဲ့ ground game တွေကထိပ်တန်းအဆင့်မှာရှိပါတယ်Alex Perez လိုကစားမမျိုးကိုအနိုင်ယူပြီးတဲ့နောက်တိုင်ရာကချန်ပီယံလူကွင်းနဲ့ထိုက်တန်သူအဖြစ်သတ်မှတ်ခံလာရတာပါတကယ်လို့ဗန်နဲ့တိုင်ရာပွဲဖြစ်ခဲ့ရင်ဒါက All Asia Title Challenge ဖြစ်လာမှာဖြစ်ပါတယ်တိုင်ရာကဂျပန်နိုင်ငံရဲ့ UFC ချန်ပီယံဖြစ်လာမဲ့ပထမဆုံးသောကစားမဖြစ်ဖို့စိတ်အားထက်သန်နေတယ်လို့ဗန်ကလည်းသူ့ရဲ့ကပတ်ကိုကာကွယ်ဖို့အတွက်ဆန္ဒပြင်းပြနေလို့ကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလည်းဖြစ်လာမှာသိကြပါပြီ